ဒီနေ့ခေတ်ရဲ့တက်တောင့်တက်တာရှိတဲ့လူနေမှုပုံစံကကိုစီကန်းရှိအောင်စူးစမ်းတဲ့နေရာမှာအကြီးမားဆုံးအဟအတာတစ်ခုဖြစ်နေပြီလားကဲ Martin Meadows ရဲ့365 days with self discipline ဆိုတဲ့စာအုပ်ထဲကလမ်းညွှန်ချက်တွေကိုကြည့်ပြီးဒီမေခွန်းရဲ့အဖြစ်ကိုအတူတူရှာကြည့်ကြရအောင်ဒီစာအုပ်ကလေနေ့တိုင်းမော်စိတ်သက်ကြံ့ခိုင်မှုကိုတဖြည်းဖြည်းချင်းဘလို့ဒီဆောင်မလဲပြီးတော့ကိုယ့်ရဲ့အကြီးမားဆုံးရည်မှန်းချက်တွေကိုဘလို့ကောင်းထည့်ဖော်မလဲဆိုတဲ့နီးလန်းတွေကိုတဆင့်ချင်းလမ်းညွှန်ပေးထားတာပါစာအုပ်ကိုစဖွင့်ခြင်းပါပဲတော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်တစ်ခုနဲ့စထားတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘိုးဘင်းနဲ့ရှင်းကြည့်လိုက်လေအခုကျွန်တော်တို့ရဲ့ဘဝကတော်တော်လေးလွယ်ကူနေလဲဆိုတာပါပဲဟုတ်တယ်မလားအသက်ရှင်ဖို့နေ့စဉ်ရုန်းကန်ခဲ့ရတဲ့သူတို့ရဲ့ဘဝနဲ့အခုအရာရာလွယ်ကူနေလဲကျွန်တော်တို့ရဲ့ဘဝဘလောက်တောင်ကွာခြားလိုက်တယ်လဲအဲ့ဒီမှာပဲစဉ်းစားစရာမဲခွန်းတစ်ခုထွက်လာတာပေါ့ရာလွယ်ကူနေခြင်းကပဲလူတွေအတွက်အကြီးမားဆုံးပြဿနာတစ်ခုဖြစ်လာနေပြီလားကဲဒါဆိုရင်ပြဿနာရဲ့အရေးမြတ်ကိုအရင်ဆုံးတူးလျှော်ကြည့်ရအောင်အဲ့ဒါကဘာလဲဆိုတော့တက်တုံတက်တာရှိမှုကိုပဲအလွန်အကျွမ်းလိုက်ရှာနေတာကကျွန်တော်တို့ရဲ့စိတ်သက်ခွန်အားကိုဘလို့များတစ်ဖြည်းဖြည်းအားနဲ့သွားစေတယ်လဲဆိုတဲ့အချက်ပါပဲဒီမှာယဉ်ကြည့်လိုက်လေတစ်ဖက်မှာကရှင်တန်ဖို့အတွက်နေ့စဉ်နဲ့အများရုန်းကန်ခဲ့ရတဲ့ကျွန်တော်တို့ဘိုးဘေးတွေရဲ့ဘဝပုံစံနောက်တစ်ဖက်မှာကျတော့ပေါ်များမှုတွေတက်တုံတက်တာရှိမှုတွေကြားမှာနေထိုင်နေကြတဲ့ဒီနေ့ချစ်ကျွန်တော်တို့ရဲ့ဘဝပုံစံအဲ့ဒီကွာခြားချက်ကြီးကတော်တော်ကိုအထီးကကြပါလေဒီစာအုပ်ရဲ့ပထမဆုံးနေ့မှာပဲတော်တော်လေးအစွမ်းထက်တဲ့အတွေ့အခေါ်တစ်ခုကိုမိတ်ဆက်ထားတယ်အဲ့ဒါကဘာလဲဆိုတော့ဘဝကိုခက်ဖြတ်သားမယ်ဆိုရင်လွယ်ကူလာပြီးတော့လွယ်ကူဖြတ်သားဖို့စ조사ရင်တော့ခက်ခဲလာလိမ့်မယ်တဲ့ဟင်ဒါကဘလို့အတိတ်ပဲမျိုးလဲဆိုလိုချင်တာကရှင်းလေးပါကိုတမင်တကာစင်ခေါ်မှုတွေပေးကြည့်တာမျိုးကလေမမျောလင့်ထားတဲ့အခက်အခဲတွေရုံလာတဲ့အခါမှာကြိုတင်ပြင်ဆင်ပေးတာထသွားစေတယ်ပြောရရင်ဒါကရေရှည်မှာဘဝကိုပိုပြီးကြံ့ခံနိုင်စေမယ့်နည်းလမ်းတစ်ခုပေါ့ဟုတ်ပြီဒီဖြတ်ခဏကိုသိပြီဒါဆိုရင်ဘလို့ဖြည့်ရှင်းကြမလဲအဖြေကတော့စီကန်းဆိုတဲ့စကားလုံးရဲ့အသီးပေကိုလူများစုထင်ထားတာနဲ့ပြောင်းပြန်လန့်ပြီးစဉ်းစားကြည့်ဖို့ပါပဲအခုချိန်ထိစီကန်းဆိုတာအပိပေးတာကိုချုချဲ့တာလို့ထင်နေတော့ပဲလားတကယ်တော့အဲ့ဒီအတွေ့ကပဲလူလေးကိုနောက်ပြန်ဆွဲနေတဲ့အရာတစ်ခုထင်နေနိုင်ပါတယ်ဒီစာအုပ်ကတော့အဲ့ဒီမြင်ကိုလုံးဝကိုစန့်ကျင်ထားပါတယ်သူကဘယ်လိုပြောလဲဆိုတော့စီကန်းဆိုတာချီနှောင်မှုမဟုတ်ဘူးတကယ်စစ်မှန်တဲ့လွတ်လပ်မှုကိုရရှိစေမဲ့တော့ချက်ပဲဖြစ်တယ်လို့ဆိုပါတယ်ဒီနေရာမှာပြောနေတဲ့လွတ်လပ်မှုဆိုတာကကိုယ့်ရဲ့လူအင်စန္ဒာလီစိတ်ကစားမှုတွေနောက်ကိုကျွန့်တယောက်လိုလိုက်နေရတာမျိုးမဟုတ်ပဲကိုယ့်ရဲ့အတွေးခေါ်နဲ့စိတ်ခံစားချက်တွေကိုအပြည့်အဝအုပ်စိုးနိုင်စွမ်းကိုဆိုလိုတာပါကဲအတွေးခေါ်ပိုင်းကိုနားလည်သွားပြီဆိုရင်ဒါကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာကြည့်ရအောင်စီကန်းရှိဖို့ဆိုတာစိတ်တက်ခွန်အားအခုတည်းနဲ့မလုံလောက်ပါဘူးဗျာဒီနေရာမှာတိကိုအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်တကယ်စီကန်းဆိုတာကိုယ့်ရဲ့စိတ်သက်ခွန်အားကိုပဲအားကိုးနေရတာမျိုးမဟုတ်ဘူးအဲ့ဒီအစားမာယွင်းတဲ့အပြုအမူတွေမလုံးမိအောင်ကိုယ့်ဘက်ဝန်းကျင်ကိုစနစ်တကျပြန်ပြီးဖန်တီးထားခြင်းပဲဖြစ်ပါတယ်ဥပမာပြောရရင်ပေါ့ကျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကိုအိမ်ထဲမှာဝမထားတော့တာမျိုးအလုပ်ချိန်မှာအာရုံပြန်လွတ်စေတဲ့ social media website တွေကိုပိတ်ထားတာမျိုးတွေပေါ့ဒါတွေကကိုယ့်ရဲ့စိတ်သက်ခွန်အားကိုအားကိုးစရာမလိုပဲမှန်ကန်တဲ့ရွေးချယ်မှုတွေအလိုလိုပြုလုပ်နိုင်အောင်ကူညီပေးတဲ့စနစ်တွေပါပဲနောက်ထပ်အရေးကြီးတဲ့နည်းပြတာတစ်ခုကတော့တီတီလေးကနေစဖို့ပါပဲကိုယ့်အတွက်လွယ်ကူစတင်နိုင်တဲ့စင်ခေါ်မှုလေးတွေနဲ့တခေးပြေးချင်းပိုကြီးမားတဲ့ပိုင်းတိုင်းတွေစီကိုတက်လန်းသွားတာကပိုပြီးတော့ထိရောက်ပါတယ်တုတေသနာတွေအားဆိုရင်လေအလေးရချင်းအတက်တစ်ခုတကယ်ဖြစ်သွားဖို့ပြင်းပြ66ရက်လောက်ကြာတတ်ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့အခက်ဆုံးကအစားပိုင်းကာလပဲဆိုတာပါပဲအဲ့ဒီအဆင့်ကိုဒါကြော်ဖြတ်ပြီးသွားရင်ဂျန်နေရအားလုံးကအလိုလျောက်လဲပတ်သွားပါလိမ့်မယ်ကဲနောက်ဆုံးအနေနဲ့ဒီစည်းကမ်းဒီအားလုံးရဲ့အဆုံးစွန်ရည်မှန်းချက်ကဘာလဲဆိုတာကြည့်လိုက်အောင်အဲ့ဒါကတော့ကိုယ့်ရဲ့အနာဂတ်နဲ့ပို့ပြီးခိုင်မာတဲ့ဆက်သွယ်မှုတစ်ခုကိုတိစောက်သွားဖို့ပါပဲကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့ရွေးချယ်မှုတိုင်းဟာအနာဂတ်အတရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့တူပါပဲဒီနေ့လွယ်တာကိုရွေးမလားဒါမှမဟုတ်စနစ်အကြမှာကိုကျေးဇူးတင်နေမြတ်ခက်ခဲတဲ့ရွေးချယ်မှုမျိုးကိုပြုလုပ်မလားအထူးကတော့ချက်ကတော့ဒါပါပဲကိုဖြစ်ချင်တဲ့အနာဂတ်ကကိုပုံရိပ်ကိုပို့ပြီးရှင်းလင်းပြသစွာမြင်ရောက်နိုင်လေမျက်စိရှိကတွေးဆောင်မှုတွေကိုငင်းဆန်ဖို့ပို့ပြီးလွယ်ကူလေးပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ရမယ့်မေးခွန်းတစ်ခုကတော့ဒီနေ့ဘလို့ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုပြုလုပ်လိုက်တာကမနေ့ဖြန်မှာပို့ပြီးလွယ်ကူတဲ့ဘဝတစ်ခုကိုဖန်တီးပေးနိုင်မလဲဆိုတာပါပဲ